ဆီးချိုရှိတဲ့မျိုးသမီးများသိတဲ့အချက်9ချက်နံပါတ်1နှလုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်နှလုံးရောဂါဆိုတာဆီးချိုရှိတဲ့သူတွေမှာအဖြစ်များတဲ့နောက်ဆက်တွဲရောဂါပါဆီးချိုရောဂါရှိတာချင်းတူရင်တော့အမျိုးသမီးတွေကဖြစ်နိုင်ခြေ4ဆပိုများပြီးအမျိုးသားတွေက2ဆပိုများပါတယ်နှလုံးသွေးကြောပိတ်ပြီးဆိုရင်လည်းအမျိုးသမီးတွေမှာရလက်မကောင်းတတ်ပါဘူးဒါအပြင်ဆီးချိုရဲ့တခြားနောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့အမြင်အာရုံထိခိုက်တာကြောက်ကထိခိုက်တာစိတ်ကြယောဂတွေလည်းပိုဖြစ်တတ်ပါတယ်နံပါတ်2မိမကိုယ်နဲ့စီးလန်းကြောင်းပိုးဝင်နိုင်ခြေပိုများပါတယ်မျိုးသမီးတွေကဘဝမှာတစ်ချိန်လောက်တော့မိမကိုပိုးဝင်တတ်ကြပါတယ်ဒါပေမဲ့ဆီးချိုရှိတဲ့မျိုးသမီးတွေကတော့သွေးတွင်းတကြားတက်များလို့ရင်ပိုပြီးဖြစ်နိုင်ခြေများပါတယ်စီးလန်းကြောင်းပိုးဝင်တာကလည်းဒီလိုပါပဲအမျိုးသမီးတွေရဲ့တဝက်လောက်ကဘဝတစ်လျှောက်မှာစီးပိုးတော့ဝင်မှုကြပါတယ်ဆီးချိုရှိရင်တော့ပိုပြီးဖြစ်နိုင်ခြေများပါတယ်အဓိကကတော့သွေးတွင်းတကြားတက်နေတာရဲ့သွေးလည်ပတ်မှုမကောင်းတော့ပိုးတွေကိုပုံမှန်လူလိုမတိုက်ထုတ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်နောက်တစ်ချက်ကဆီးချိုကြောင့်အာယုံကြောတွေထိလာခဲ့ရင်ဆီးအိမ်ကဆီးကိုကောင်းအောင်မသွားနိုင်တော့ပါဘူးဒါဆိုရင်လည်းပိုးတွေပွားဖို့လွယ်ပါတယ်မိမကိုပိုးဝင်တာဆီးပိုးဝင်တာတွေကိုကာကွယ်ဖို့ဆိုရင်အကောင်းဆုံးနည်းလမ်းကသွေးတွင်းတကြားတက်ကိုသေချာထိန်းတာပါပဲဒါအပြင်ရေမြတ်တောက်မဲ့ရှည်သားအတွင်းကန်ဝင်မဲ့စီးအောင်မထားပဲပုံမှန်သွားပေးမယ်ဆိုရင်အထိုက်လျောက်တော့ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်နံပါတ်3ရာသီဆက်ဝန်းကိုအပြောင်းလဲဖြစ်စေနိုင်ပါတယ်ရာသီမလာခင်နဲ့လာနေတဲ့ရက်တွေမှာဟော်မုန်းပြောင်းလဲဖြစ်တာကြောင့်သွေးတွင်းတကြားတက်တွေထိန်းရခက်တတ်ပါတယ်ဒါအပြင်ရာသီရက်ရှည်တာရာသီသွေးဆင်းများတာရာသီလာခနီးရက်တွေမှာဟိုဒီစားကျင်တာတွေကြောင့်စီးချိုထိန်းရတာပိုခက်နိုင်ပါတယ်ဒါကြောင့်ရာသီလာခနီးရက်တွေနဲ့ရာသီရက်တွေကိုသွေးတွင်းတကြားတက်ကိုပုံမှန်စစ်ဆေးပါအင်ဆူလင်ထိုးနေရဆိုရင်ပိုသတိထားပါရာသီရက်တွေမှာအပေါ်စားလေးရှင်ကန်လေးတွေလုံးအာဟာရပြည့်ဝအောင်စားပြီးအရေးဝအိပ်ဖို့လည်းလိုအပ်ပါတယ်နံပါတ်4လိမ်မှုဘဝမှာအပြောင်းလဲဖြစ်နိုင်ပါတယ်ဆီးချိုယောဂကြောင့်လိမ်စိတ်နေတာမပျော်တော့တာတွေဖြစ်တတ်ပါတယ်တချို့မျိုးသမီးတွေမှာမိမက်ကိုရှောက်သွေးတာကြောင့်အတူနေတဲ့အခါဆင်မပြေတာနာတာတွေဖြစ်တတ်ပါတယ်ဒီလိုလိမ်ကိစ္စတွေမှာဆင်မပြေဖြစ်ရတာကအယုံကြောတွေထိခိုက်တာတွေးလည်ပတ်မှုမကောင်းတာတောက်နေတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးကိုယ်ဝန်ဆောင်ချိန်နဲ့သွေးဆုံးကနီးချိန်မှာဖြစ်တတ်တဲ့ဟော်မုန်းပြောင်းလဲတွေကြောင့်ပါဒီပြဿနာကိုဖြေရှင်းဖို့ဆရာဝန်နဲ့ပြန်တိုင်ပင်ဖို့လိုပါတယ်ဆေးတွေကြောင့်ဆိုရင်ဆေးတွေကိုပြောင်းလဲလုပ်နိုင်ပါတယ်မိမက်ကိုရှောက်တွေ့တာအတွက်ရောစီသုံးတာလိမ်စိတ်ပြန်လဲရရှိဖို့လေ့ကျင့်ခန်းလုပ်တာစတဲ့နည်းလမ်းတွေရှိပါတယ်နံပါတ်5သတိထားနည်းလမ်းတွေရေးရှယ်တဲ့အခါဆီးချိုယောဂကိုထည့်သွင်းစဉ်းစားသင့်ပါတယ်ကိုယ်ဝန်မလို့ရှင်သေးတဲ့အခါဒါမှမဟုတ်ဆီးချိုတက်နေလို့ကိုယ်ဝန်ယူဖို့ဆင်သင့်မဖြစ်သေးတဲ့အခါသတိထားနည်းလမ်းတစ်ခုခုကိုသုံးဖို့လိုအပ်ပါတယ်သတိထားနည်းလမ်းတွေကတော့သိကြတဲ့အတိုင်းအများကြီးရှိပါတယ်တောက်ဆေးတွေထိုးဆေးတွေတဲ့ရင်ထဲပစ္စည်းထဲတာလက်မောင်းအောင်ပစ္စည်းထဲတာကွန်ဒုံးစသဖြင့်ရွေးချယ်စရာတွေရှိပါတယ်ဘာလို့သုံးမလဲဆိုတာကတော့ကိုယ်မှာတခြားဘာယောဂကန်တွေရှိလဲလက်ရှိမှာဘာဆေးတွေတောက်နေလဲကိုယ်အတွက်ဘာနည်းလမ်းအပိုးဆင်ပြေလဲစတာတွေပေါ်မူတည်ပြီးရွေးချယ်ရမှာဖြစ်ပါတယ်နံပါတ်6ကိုယ်ဝန်ဆောင်ချိန်မှာဆီးချိုကြောင့်ကလေးကိုမထိခိုက်အောင်သတိထားဖို့လိုပါတယ်ဆီးချိုရှိတဲ့မျိုးသမီးတွေကကလေးယူမယ်ဆိုရင်ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်ဆီးချိုယောဂကြောင့်ကိုယ်ဝန်ရဖို့ခက်ခဲနိုင်တယ်လို့သွေးတွင်းတကြားတက်ကိုမထိန်းနိုင်တဲ့အချိန်မှာကိုယ်ဝန်ရသွားခဲ့ရင်ကိုယ်ဝန်စိတ်သက်တာကလေးရပေါင်းချိန်များလွန်းတာကိုယ်ဝန်ပြတ်ချတာကလေးအသေးမွေးတာတွေဖြစ်တတ်ပါတယ်ဒါအပြင်ကလေးရဲ့ကိုယ်ရင်းအင်္ဂါတွေကကိုယ်ဝန်ပထမ2လမှာဖွံ့ဖြိုးတာဆိုတော့အဲ့ဒီချိန်မှာသွေးတွင်းတကြားတက်ကိုတေချာမထိန်းနိုင်ရင်ကလေးမှာမွေးရပါရွှေရင်းချက်တွေပါလာနိုင်ပါတယ်ဒါကြောင့်ကိုယ်ဝန်ယူမယ်ဆိုရင်ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးသွေးတွင်းတကြားတက်ကိုတေချာထိန်းဖို့လိုပါတယ်ကိုယ်ဝန်ဆောင်နေချိန်မှာလည်းလိုအပ်တဲ့ကုသမှုတွေခံယူတာအာဟာရပြည့်ဝအောင်စားတာအပေါ်စားလေ့ကျင့်ခန်းလေးတွေလုပ်ပြီးသွေးတွင်းတကြားတက်ကိုထိန်းဖို့လိုပါတယ်နံပါတ်9သွေးဆုံးပြီးချိန်မှာပိုပြီးဂရုစိုက်ဖို့လိုပါတယ်သွေးဆုံးပြီးပြီဆိုရင်မျိုးသမီးတွေမှာအီစထရိုရှင်တော်တော်နည်းသွားပါပြီဒီလိုဟော်မုန်းပြောင်းလဲကသွေးတွင်းတကြားတက်အသက်အကျကိုဖြစ်စေနိုင်ပါတယ်ဒါအပြင်သွေးဆုံးပြီးရင်ဝလာတတ်တော့ဆီးချိုဆေးတွေအင်ဆူလင်တွေလည်းပိုလိုလာနိုင်ပါတယ်နှလုံးရောဂါဖြစ်နိုင်ခြေကလည်းသွေးမဆုံးခင်ကထပ်ပိုတက်လာတာကြောင့်ပိုပြီးယူဆိုင်ဖို့လိုပါတယ်ဒီတော့သွေးဆုံးပြီဆိုရင်ဆီးချိုထိန်းရတာပိုခက်လာနိုင်တဲ့အတွက်ဆီးချိုဆေးတွေအတိုးလျှော့လုပ်ဖို့လိုသလိုကိုယ့်ဘက်ကလည်းအနေတိုင်းစားတော့ဆင်ခြင်ဖို့လိုပါတယ်သွေးဆုံးကင်လက္ခဏာတွေကိုလည်းဆရာဝန်နဲ့တိုင်ပင်ပြီးကုသသင့်ပါတယ်ဆီးချိုရှိတဲ့မျိုးသမီးတွေက
အခုပြောသွားတဲ့အချက်တွေကိုသိထားဖို့လိုပါတယ်။သွေးတခြားဓာတ်တွေကိုထိန်းထားနိုင်မယ်ဆိုရင်တော့ဒီပြဿနာတွေတော်တော်များများကိုပြေလည်သွားမှာဖြစ်ပါတယ်။အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်။